Good afternoon. This is Taswe from MIPD Institute. Today I will be teaching English pattern. Would you mind if plus clause? Would you mind if plus clause ဆိုတဲ့ English pattern လေးကိုကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒီ English pattern လေးရဲ့အတိတ်ပေကတော့မိမိကိုယ်တိုင်ဖြစ်ဖြစ်အခြားသူတစ်ယောက်ကိုအလုပ်စေကမ်းချင်တဲ့အခါဖြစ်ဖြစ်ကျွန်တော်တို့သုံးလို့ရတယ်။အတိကအားဖြင့်တော့ permission တောင်းချင်တဲ့အခါကျရင်ရင်ကြည်ကြည်နဲ့ permission တောင်းချင်တဲ့ခွင့်ပြုချက်တောင်းချင်တဲ့အခါကျရင်သုံးရတဲ့ English pattern လေးတစ်ခုဖြစ်ပါတယ်။ Let's see some examples. ကျွန်တော်ဥပမာလေးအချို့ကြည့်ရအောင် Would you mind if I open the window? ဗဒင်ပေါက်လေးကိုကျွန်တော်ဖွင့်မယ်ဆိုလို့ရှိရင်အဆင်ပြေပါမလားကိုဘေးနားမှာထိုင်နေတဲ့လူတစ်ယောက်ကိုကိုကမိန်လိုက်တာခွင့်ပြုချက်တောင်းလိုက်တာခမရလည်းဒီနေရာမှာထိုင်နေတယ်ကျွန်တော်လည်းဒီနေရာမှာထိုင်နေတယ်ကျွန်တော်ဗဒင်ပေါက်လေးကိုဖွင့်ချင်တယ်ခမရအတွက်အဆင်ပြေလား This is how we ask permission ကျွန်တော် permission တောင်းတဲ့အခါကျရင်ရင်ကြည်ကြည်နဲ့ဒီလိုမျိုးတောင်းဆိုရပါတယ်Let's see some more examples. နောက်ထပ်ဥပမာလေးတွေကျွန်တော်လေ့လာကြည့်အောင် Would you mind if I sit here? ဥပမာစားတောက်ဆိုင်တစ်ဆိုင်မှာကောင်မလေးတစ်ယောက်ကအစားကတရားနဲ့ထိုင်နေတယ်ကျွန်တော်အဲ့ညမှာပဲအဲ့စပွဲမှာပဲသွားထိုင်ရမယ်ဆိုလို့ရှိရင်အဲ့ကောင်မလေးစီကနေခွင့်ပြုချက်တောင်းတာကျွန်တော်ဒီနေရာမှာထိုင်မယ်ဆိုလို့ရှိရင်ခမရအတွက်အဆင်ပြေပါမလားအဆင်ပြေလား Would you mind if I sit here? အဲ့လိုမျိုးကျွန်တော်တို့ခွင့်ပြုချက်တောင်းတဲ့အခါကျရင်သုံးလို့ရပါတယ် Would you mind if I return this book tomorrow ဒီစာအုပ်ကိုမနေ့ပြန်လာပေးမယ်ဆိုလို့ရှိရင်ရောအဆင်ပြေမလား Would you mind if she closes the window ကိုသူမကပိတ်လိုက်မယ်ဆိုလို့ရှိရင်ရောခမရအတွက်အဆင်ပြေနိုင်မလား Would you mind if I open a new Facebook account တကယ်လို့များကျွန်တော် Facebook account အသစ်ကိုဖွင့်မယ်ဆိုလို့ရှိရင်ရောခမရအတွက်အဆင်ပြေနိုင်မလားဆိုပြီးတော့ကိုယ့်ရဲ့ချစ်သူစီကနေခွင့်ပြုချက်တောင်းတဲ့အခါကျရင်တုံလို့ရတယ်ဆိုလိုချင်တာကကိုယ်တိုင်လောက်တာပဲဖြစ်ဖြစ်အခြားလူတစ်ယောက်ကပဲအလုပ်တစ်ခုခုကိုလောက်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုရင်ကြည်ကြည်နဲ့ခွင့်ပြုချက်တောင်းတဲ့အခါကျရင်တုံလို့ရတဲ့ English pattern လေးတစ်ခုဖြစ်ပါတယ်ဗောနော်ဒါလောက်ဆိုလို့ရှိရင်တော့ Would you mind if plus clause pattern လေးကိုသုံးလို့ရမယ်ထင်ပါတယ် Thank you so much